မြကောင်ရဲ့ကျမ်းမာရေးကိုစစ်ဆေးခြင်းကိုလေးချိန်ကိုတိုင်းတာခြင်းတွေလုပ်ပြီးတဲ့နောက်မှာပြည်ထောင်ဝင်ကြီးဌာနရဲ့အမိန့်နဲ့မြကောင်ကိုပေးမဲ့ကြိုးကိုအင်းစိန်ထောင်ထဲကအလုတ်ကြီးဝင်းမှာကျစ်ခဲ့ပါတယ်။တေတံပေးဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲတေတံတိုက်မှာရှိတဲ့အကျဉ်းသားမြကောင်ဟာရုတ်တရက်အောက်ပိုင်းတည်သွားတဲ့သတင်းဟာထောင်ဆေးရုံကိုရောက်ရှိလာပါတယ်။ထောင်ထဲမှာရှိတဲ့အာဏာပိုင်တွေနဲ့အကျဉ်းသားအများစုကမြကောင်ဟာတေတံပေးခံမှာဆိုလို့ထောင်ခေါ်ရုပ်ရှင်ရိုက်ပြလိုက်တယ်လို့ထင်ကြပါတယ်။အင်းစိန်ထောင်ဆေးရုံကြီးဖြစ်တဲ့ဒေါက်တာစိုးကြည်ကလည်းမြကောင်အောက်ပိုင်းတည်သွားတယ်ဆိုတာကိုလုံးဝမယုံကြည်ပါဘူး။ဒါကြောင့်ဆေးရုံကိုရောက်လာတဲ့အခါမှာမြကောင်အောက်ပိုင်းသေမသေးစမ်းသပ်ဖို့ခြေထောက်တွေပေါင်တွေကိုအပ်နဲ့ထိုးဆေးလိမ်မီနဲ့ထိုးတာမျိုးတွေလုပ်ကြည့်ပါတယ်။ဒါပေမဲ့မြကောင်ကလုံးဝနာကျင်ဟန်မပြတဲ့ပြင်သူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကလည်းအေးဆက်ပြီးတော့လှုပ်မရဖြစ်ခဲ့ပါတယ်။ဒါကြောင့်မြကောင်အမှန်တကယ်အောက်ပိုင်းတည်သွားကြောင်းထောင်ဆေးရုံကဆေးစာအတီးပြုတ်ချက်ကိုအကျဉ်းဦးစီးဌာနရုံးချုပ်နဲ့ပြည်ထောင်ဝင်ကြီးဌာနကိုပေးပို့ခဲ့ပါတယ်။ဆေးရုံကပေးတဲ့ဆေးမှတ်တမ်းရမြကောင်ကို1988ခုနှစ်မှာတေတံပေးမဲ့အစီအစဉ်ကိုပြည်ထောင်ဝင်ကြီးဌာနကရွှေ့ဆိုင်းခဲ့ရပါတယ်